အမလေးနှမျိုးလို့ပါတတိတကားလေးစီပြန်ခဲ့ပါတော့ပြန်ခဲ့ပါတော့ကျေးဇူးရှင်ကြီးမရတော့ဘူးဟာမရတော့ဘူးဘုရားလောင်းပြေအရှိချေရဲ့နိုင်ဝစလို့လေတတိယမလူရဟန်တို့အမလေးနောက်ဆုံးပြီးစီကြိုပြီးခွဲခွာကြတော့မယ်ရွှေချောင်းနှုတ်ရင်ဝေးရတော့မယ်ညမလေးတို့အပြန်လန်းကိုလေချောင်းမိုးကြီးတွေအဲ့ဒီပဲမျောနေမလားအမလေးဘုံကြီးတရားမတဝေးရုံတော့ကြတဲ့ကလေးပဲမျောနေမလားမောင်ကြီးဟောဖျားစီပြီးပြီးညမလေးတို့စောင့်နေမလားအဲ့လိုလေညမလေးတန်းတာခဲ့တာမောင်ကြီးရဲ့ညမလေး